မင်္ဂလာညချမ်းလေးပါတောက်ချစ်သူမိတ်ဆွေတို့ဒီနေ့အတွက်ကတော့ကျွန်တော်တို့ပီတိတွေပြည့်ပါပဲเนาะကျွန်တော်မှရှိတဲ့ဂုံတူးလေးဆိုလို့ဖျားပန်းလူလာလေးတစ်ခုပဲရှိပါတယ်ရှင်အဲ့ဒါကိုလည်းအလူမှာတွေ့တဲ့လူတွေကလည်းတော်တော်များများလေးပြောကြတယ်เนาะဟုတ်တယ်ရှင်ဒီကဆုံးကတ်မှာလည်းပြောတဲ့အတွက်ဝမ်းသာပါတယ်ဒါကျွန်တော်ရဲ့လုပ်ယူရဲ့အခြေလေးမဟုတ်ဘူးเนาะဟိုးအရင်ကတည်းကကျွန်တော်ကနေပြီးတော့လူပြစ်တာပေါ့နော်ဖျားပန်းမို့ဆိုရင်ဘယ်နဲ့မျိုးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်လူချင်းတွေ့တဲ့နေရာမှာဒီဟာလေးကိုအထူးကုန်ဖို့အနေနဲ့ပြောပြတဲ့အတွက်တိုင်းပြည်ဝမ်းသာပါတယ်ကျွန်တော်ကဒါထမ်းဆောင်လုပ်ယူတဲ့အလုပ်ဟုတ်သိတာဟိုရင်တော့ကတည်းကလုပ်ပြစ်တာပေါ့နော်ခါလေးတောက်ရှင်မပြောဘဲနဲ့တုံသိတာဘာလို့ဆိုဟိုကျွန်တော်လည်းရှိရတဲ့လူတွေကတချို့ဆိုရှင်ဖျားပန်းလူကဟဲ့နေရမရှိဘဲနဲ့အဲ့လိုလူလာလားလို့ထင်ပါဆိုလက်ကောက်ထွက်နေလက်ဟမ်လက်ကောက်အစမ်းပဲလက်ကောက်ကအပြင်ထွက်ဟောလက်ကောက်ကအပြင်ထွက်ကဲရှင်ကဲအဲ့တော့ကျွန်တော်ကဒါလေးအမြဲထူတိုင်းမှာလဲဆူတောင်းပေးတယ်ကျွန်တော်ဖြစ်လို့ပဲကြည့်ပေါ့နော်အမြင်ကတ်လို့ပဲစောင့်ကြည့်ရနေတယ်ကြည့်ဘသူကြည့်ရှုသူကျွန်တော်ကြည့်သွားတဲ့သူမှန်သမျှဒီကုသိုလ်ပေါင်းရရှိပါစေလို့ကဲဒီနေ့ကတော့ဗျာဒီမဲ့ဇုံမန်းလေးမွေးလေးရေမွေးတဲ့ပန်းတွေကိုကျွန်တော်ကညမှာလည်းပြန်ထူရပေါ့နော်ဒါလေးကတော့ညာလေးပန်းလေးပါရှင်ညာလေးပန်းလေးကညမှာအမွှေးဆုံးချိန်ပေါ့နော်ဒီချိန်ကအမွှေးဆုံးချိန်ကိုကျွန်တော်ကရေခဲတက်တာထဲမှာတင်လိုက်တယ်ဆိုလို့ရှိရင်မှုရတဲ့ရနံ့တွေကရေခဲတက်တာတင်ထားတဲ့ဒီမှာပဲရှိမှာလေခုတော့ဒါဘုရားကိုကျွန်တော်မှုရတဲ့ရနံ့လေးတွေနဲ့ညာလုံးပေါက်ကတ်လိုက်တယ်ဆိုလို့ရှိရင်တညလုံးမှုပြီးတော့နော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတမန်တော်ကနဲ့ကောင်းမြတ်တွေညအချိန်မှာလာပြီးတော့ဖူးတဲ့အချိန်မှာမှုရတဲ့ရနံ့တွေရနေအောင်လုပ်ပါရှင်အဲ့ဒါကြောင့်လို့ပါညာရင်တော့မနေ့ပြန်ကအတွက်လဲပန်းတယ်မှားထားပါတယ်မှားထားတယ်လို့မှားထားတယ်ညာလေးပန်းလေးကဒါက9000မိုးပါရှင်ဒီဟာကဂန်ဟိုဟာလေးက1000မိုးပါရှင်ဒါနေ့စဉ်ကျွန်တော်ညာတိုင်းတက်နေကြအလုပ်ကလေးပေါ့နော်ဟုတ်ပါတယ်ကျွန်တော်ဂန်ဟော်ပန်းလေးလည်းအလားဆုံးလေးသူလေးကလေသိလားပန်းတဲ့မိုက်အိတ်ခိုင်လေးကရှာပေးတဲ့အတွက်ကျေးဇူးများကြီးတင်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဝတ်စုံလေးလည်းသူ့ကိုပေးမယ်လို့ပြောတာသူပြောလာကျွန်တော်ကိုလုပ်ပြရမယ်ဆိုလို့ရှိရင်သိလားညီလာရဲ့နာဂန်ဟော်ပန်းတဲ့သူအဲ့ဆန်ကပန်းတောင်မှမရောဘူးဗျာသိလားအဲ့ဒါကိုတွားပြီးတော့တွားချိုးပေးတာဂန်ဟော်ပန်းလေးတအားကိုလာတာကျွန်တော်ကလည်းနေ့စဉ်လေးဖျားပန်းလေးတွေဝှေးနေအောင်မှုလဲကောင်းမှုကြောင့်လားမသိဘူးတော့ခါမှပါနေတယ်ဒီတအားလာတော့ဟုတ်တယ်ကျွန်တော်ပြောရဗျာပွင့်ရည်ကိုကြီးကြီးပဲကျွန်တော်မျက်နှာငယ်နေရမယ်လို့ထင်တာထူးခြားခြားမက်ဆင်ကဘာလေးပြောရလဲစကားလေးတစ်ခုပြောရတယ်ဘာမှတိမ်ငယ်စရာမလိုဘူးတဲ့ပွဲတိုင်းဖိမှနော်တဲ့အဲ့တည်းပြောပါဗျာကျွန်တော်ရဲ့ TikTok ထဲမှာစကားတွေသူသိတယ်သိလားအဲ့ကျွန်တော်ပီတိဖြစ်တာပေါ့ဗျာကျွန်တော်တို့နဲ့ဆိုရင်မိုးနဲ့မြေလို့ကြွားချတဲ့ဟာနဲ့ကျွန်တော် TikTok ဆော့လို့ရှင်တို့တွေမြင်သလိုပဲဒီလိုမျိုးသူတို့ကောင်းစိတ်ထားရှိရဲ့တထေးတွေကတွေ့ကြတဲ့အတွက်ဝမ်းသာပီတိဖြစ်မိပါတယ်ဒါကျွန်တော်ရဲ့လုံယူတဲ့ကျွန်တော်ဟန်ဆောင်တဲ့လုံဟုတ်ပါဘူးကျွန်တော်ရဲ့ဒီဖျားပန်းလူချင်းလို့ပေါ့နော်အဲ့ဒါကျွန်တော်ကတော့အမြဲညာလုံးပြေတော့ကျွန်တော်အမြဲဟိုပါပေါ့နော်သူတို့ကောင်းကြီးလို့တော့ဖြစ်နေတာတော့မဟုတ်ဘူးပေါ့ဒါပေမဲ့စူးစမ်းနေပါတယ်ရှင် TikTok ချစ်သူမိတ်ဆွေရဲ့အင်အားနဲ့ကျွန်တော်လိမ္မာတဲ့လိမ္မာအောင်စူးစမ်းပါမယ်